humanitarian and refugee လူသားချင်းစာနာထောက်ထားမှုသို့မဟုတ်ဒုက္ခတွေနဲ့ပတ်သက်တဲ့ visa နဲ့ပတ်သက်ပြီးမှ Australia ကိုလာမယ်လာဖို့ပြင်ဆင်နေတယ်လာဖို့စဉ်းစားနေတယ်ဆိုလို့ရှိရင်တော့အောက်ပါအချက်များကိုကျေးဇူးပြု၍ကြိုတင်တည်ထားဖို့ရန်အတွက်လေ့လာစီချင်ပါတယ်နံပါတ်1အနေနဲ့ကျွန်တော်တို့202 200ကနေ204အထိရမယ့် visa အားလုံးနဲ့ပတ်သက်ပြီးမှရတဲ့အခွင့်အရေးဟာဆိုရှင်ကျွန်တော်တို့ Australia မှာလွတ်လပ်စွာနေထိုင်ပိုင်ခွင့်ရှိတယ် Australia မှာအလုပ်လုပ်ပိုင်ခွင့်ရှိတယ်အစိုးရရဲ့စေကူတာမှုစနစ် Medicare system ကိုကျွန်တော်တို့ပါဝင်ခံစားလို့ရတယ်အစိုးရရဲ့ငွေကြေးထောက်ပံ့မှုအထူးသဖြင့် Centrelink ကကျွန်တော်တို့ငွေကြေးထောက်ပံ့မှာဖြစ်တယ်အင်္ဂလိပ်စာကိုကျွန်တော်တို့အခမဲ့တင်ကြားလေ့လာလို့ရတယ်ထို့ပြင်မကဘဲနဲ့တာသမီများအတွက်ပညာရေးကိုလည်းအခမဲ့ရရှိမှာဖြစ်ပါတယ်လူမျိုးရေးဘာသာရေးနိုင်ငံရေးခံယူချက်ခွဲခြားဆက်ဆံမှုတွေရှိမှာမဟုတ်ဘူးဒါပေမဲ့နေရာတကာတိုင်းမှာတော့အနေအများတော့ရှိတယ်ဆိုတော့ကျွန်တော်တို့သိထားဖို့လိုမယ်လွတ်လပ်စွာကိုယ်ကွယ်ပိုင်ခွင့်ရှိတယ်ထို့ပြင်မကဘဲနဲ့ကျွန်တော်တို့အနေသားကြဖို့ရန်အတွက်အစိုးရအနေနဲ့ကူညီမှာဖြစ်ပါတယ်ဒါကကျွန်တော်ရနိုင်တဲ့အခွင့်အရေးဖြစ်ပါတယ်နံပါတ်2အနေနဲ့ကျွန်တော်တို့အရေးကြီးလာတဲ့စာရွက်စာတမ်းတွေကိုအားလုံးပြင်ဆင်လာဖို့လိုတယ်နိုင်ငံကူးလက်မှတ်တချို့လိုတဲ့လိုတယ်တော့မဟုတ် visa grant letter ကျွန်တော် visa ရတဲ့အခါ email ထဲမှာပို့ပေးတဲ့စာကိုအမြဲတမ်းတင်ထားပေးပါထို့ပြင်မကဘဲနဲ့ကိုယ့်ရဲ့မွေးစရင်အိမ်ထောင်ရှိပြီးသွားပြီဆိုလို့ရှိရင်လက်ထပ်စာချုပ်ကိုဆယ်နာအောင်တယ် boy degree ရတယ်လက်မှတ်တွေကိုကောင်းမွန်တင်ထားစေချင်တယ်အတုံးဝင်အကျုံးဝင်တဲ့အချိန်များကြီးရှိမယ်ကိုအလုပ်လုပ်ခဲ့တယ်ကိုအလုပ်ရှင်တစ်ထေးရဲ့ထောက်ခံစာရနေစင်တော်ကောင်းတယ်ပရမကိုရဲ့ကြားမိုင်းနဲ့ပတ်သက်တဲ့မှတ်တမ်းတွေဒီရမြအားလုံးကိုဖြစ်နိုင်မယ်ဆိုရင်တော့ digital copy ဓာတ်ပုံရိုက်မိတူကူးပရမတင်ထားစေချင်တယ်ဆေးနဲ့ပတ်သက်တဲ့မှတ်တမ်းဥမာကာကွယ်ဆေးထိုးခဲ့တာတွေကိုမှဘာယောဂါတွေရှိတယ်လဲဘာပြဿနာရှိတယ်လဲကိုစားနေတဲ့ဆေးအမျိုးအစားနာမည်တွေပရမကိုဘာဆေးကူးတာမှုခံယူနေတယ်လဲထို့ပြင်မကဘဲနဲ့ကိုရဲ့အကြမ်းမာရေးချွင်းချက်ရှိခဲ့လို့ဒီအရာများအားလုံးကိုကောင်းမွန်ယူလာစေခြင်းနဲ့ဒီလို solution တော့ဆရာဝန်များနဲ့တွေ့တဲ့ချိန်မှာလည်းလွယ်တယ်ဘာကြောင့်ကိုမတတ်ထောက်ထားရရှိတယ်အကယ်လို့မြတ်လိုအပ်ပါကအထူးကု specialist တွေနဲ့တွားတွေ့တဲ့အခါ solution လဲတော်လွယ်ကူပါတယ်နောက်တစ်ခုကအခြေခံအင်္ဂလိပ်စာအတတ်နိုင်ဆုံးတည်ယူပို့ဆိုရင်ပတ်သက်တာဈေးဝယ်ဈေးထွက်တဲ့အခါမှာကျောင်းမှာအလုံးနဲ့ပတ်သက်တဲ့ဝေါ်ဟာရလေးတွေမြန်မာစ meaning များလေးကျက်ပရမအတတ်နိုင်ဆုံးအင်္ဂလိပ်စာကိုလေ့လာစေချင်ပါတယ်လူများကိုတစ်ချိန်လုံးအားကိုးလို့မရဘူးစကားပြန်တွေရှိမယ်ဒါပေမဲ့စကားပြန်ကတစ်ချိန်လုံးကူညီလို့ရမှာမဟုတ်ပါဘူးအင်္ဂလိပ်စာကိုအကောင်းမွန်ဆုံးအတတ်နိုင်ဆုံးလေ့လာပြီးကြပါနောက်တစ်ခုကကျွန်တော်တို့မျှော်လင့်ထားတာကအရာနဲ့အဆင်ပြေမယ်ဆိုပြီးမျှော်လင့်နေတာပဲမဲ့ကျွန်တော်တို့ကုန်ကြစည်တွေကိုလည်းထည့်သွင်းရမယ်အင်ဟာခဈေးကြီးမယ်ပရမတေယူပို့ဆောင်ရေးအတွက်ကျွန်တော်တို့ကုန်ကြစည်ရှိတယ်ကုန်စည်နှုန်းဝယ်တဲ့အခါမှာကုန်ကြစည်ရှိမယ်တချို့သားသမီးအတွက်ဆိုရှင်ကျောင်းသွားတဲ့အခါမှာအထူးသဖြင့် private ပုဂ္ဂလိကအကျောင်းတွေဆိုရှင်ဈေးကြီးပါတယ်အထူးသဖြင့်ဒီ Melbourne နဲ့ Sydney တွေမျိုးမှာဆိုတော်တော်ဈေးကြီးတယ်ဒီကုန်ကြစည်တာသမီတွေအတွက်ပညာရေးမှာထောက်ပံ့မဲ့ကိစ္စတွေအတွက်လည်းကြိုတင်ပြမှတွေးထားစေချင်ပါတယ်။ Australia ရောက်မယ်ဆိုရှင်အားလုံးကကောင်းသွားမယ်မမျှော်လင့်ပါနဲ့။စိတ်ပိုင်းဆိုင်ရာခိုင်မာဖြစ်အောင်တင်ထားဖို့တော့ကြိုးစားဖို့လိုလိမ့်မယ်။ဘာကြောင့်ဆိုတော့ဒီမှာဒီအတိအကျနေထိုင်ဖို့ဆိုတဲ့အခါမှာခက်ခဲတဲ့အပိုင်းအများကြီးရှိလိမ့်မယ်။ဥပမာထုံတန်းဒလေးတွေမတူကြဘူး။လူနေစရိုက်တွေမတူဘူး။ဘာသာစကားလည်းခက်ခဲရှိမယ်။ပရမအင်ကိုလွှမ်းမယ်လူတွေအားလုံးကိုလုံးများနေကြတယ်ကိုချင်းကိုကူညီနိုင်မှာမဟုတ်ဘူးပရမအလုရှာတာတော်ခက်လာတဲ့ဘာသာစကားအခက်ခဲရှိတယ်အတွေ့အကြုံလည်းမရှိဘူးဒီလိုဆိုတဲ့အခါမှာအတတ်နိုင်ဆုံးကိုနဲ့သက်ဆိုင်တဲ့မိသားစုဝင်တွေတော်လကောင်းပရမတငယ်ချင်းမိတ်ဆွေများနဲ့အခြေဆက်ရှိအောင်အတတ်နိုင်ဆုံးပြင်ဆင်ပါအတိပေးအကြောင်းကြားစေချင်တယ်နောက်တစ်ခုကAustralia နဲ့ပတ်သက်တဲ့ထုံတန်းစင်လာဥပဒေလေးတွေကိုကျေးဇူးပြုလေ့လာစေချင်ပါတယ်အမျိုးသားနဲ့အမျိုးသမီးတန်တူညီတို့ခွင့်ရရှိရမယ် Child Protection ကလေးများကိုကာကွယ်တဲ့ဥပဒေတွေကိုကျွန်တော်တည်ထားဖို့လိုမယ်ပရမအိမ်တွင်းအကြမ်းဖက်မှုတွေရှောက်လို့မရဘူးဒီအရကျွန်တော်လေ့လာတင်တယ်ပရမလမ်းစီမီစီကန်ကအရန်ပဲလိုက်နာတင်တယ်လိုက်နာဖို့အရာအတွက်လည်းကြိုတင်ပြင်ဆင်ဖို့လိုပါတယ်နောက်တစ်ခုကငွေကြေးကပြည်ထနာအကြီးဆုံးထက်ကတစ်ခုလည်းအပါဝင်ဖြစ်တယ်အရေးပေါ်သုံးဖို့ရန်အတွက်
ကျွန်တော်တို့ဩစတြေးလျမှာရောက်ရင်ရှိမှာပါဆိုပြီးမမျှော်လင့်ပဲနဲ့အခုကလေးကနေတဲ့နေရာကလေးကငွေကြီးစုလာပေးပါပြမဩစတြေးလျမှာရောက်ပြီးဆိုလို့ရှိရင်တော့ဘန်3ကို3ရမယ်အဲ့တော့ ban system banking system ကိုလည်းအတတ်နိုင်ဆုံးလေ့လာထိုင်တော့မမှားဘူးပြမ Centrelink အစိုးရကပေးတဲ့ဝင်ငွေနဲ့ပတ်သက်ပြမအစိုးရကအများကြီးမပေးဘူးလောက်ယုံတမယ်လေးသုံးယုံတမယ်လေးပေးတဲ့အတွက်ကြောင့်မလို့ကိုဘလို့ပြင်ဆင်မလဲကိုဘလို့စုဆောင်းမလဲဆိုတာစဉ်းစားဖို့လိုမယ်ပြမကိုသားသမီးများပညာရေးကလေးတိုင်းကြောင်းတရားမှမှန်တယ်ကလေးတွေ uniform လိုမယ်ကြောင်းဝတ်စုံလိုမယ်ပြမကလေးတွေကြောင်းမတက်ခင်မှာသူတို့ကာကွယ်ဆေးအားလုံးထိုးပြီးပြီလားကာကွယ်ဆေးမှတ်တမ်းတွေလက်မှတ်တွေအားလုံးလိုမယ်ကလေးတွေရောက်တိုင်းကကြောင်းတရားမယ်အထူးသဖြင့်ပုဂ္ဂလိကအကြောင်းဘာသာရေးအကြောင်းတွေထားမယ်ဆိုရှင်တော့ကုန်ကြစီတော်တော်များတယ်ဒီတို့ကြောင်းတာသားသမီးအတွက်ကိုကပညာရေးဥစားပေးတယ်တော်တက်တဲ့သားသမီးဖြစ်စေချင်တဲ့ဆိုရှင်တော့အဲ့ဒီအတွက်ကျွန်တော်တို့စဉ်းစားဖွင့်အတွက်တော်တော်လိုအပ်ပါတယ်နောက်ဆုံးတစ်ခုကကို community ကိုလူမျိုးကိုအတိုင်းဝိုင်းနဲ့အခြေဆက်ရှိဖွင့်တော်တော်အရေးကြီးပါတယ်ကိုရဲ့ community အဖွဲ့အစည်းတော်လည်းကောင်းခေါင်းဆောင်များနဲ့တော်လည်းကောင်းအခြေဆက်ရှိပြီးတော့မှတို့ကကြာညံတောင်းစေခြင်းနဲ့ကြိုတင်ပြီးတော့မှထုပြမကပဲနဲ့အတတ်နိုင်ဆုံးကိုရဲ့အစုအဖွဲ့နော်ဒီဗုဒ္ဓဘာသာအလျောက်အဖွဲ့အစည်းရှိလိမ့်မယ်ခရစ်ယာန်ဆိုခရစ်ယာန်အလျောက်အသင်းတော်တွေအဖွဲ့အစည်းတွေရှိလိမ့်မယ်တို့နဲ့အတတ်နိုင်ဆုံးချိတ်ဆက်ပြီးတော့မှအဆက်အသွယ်လုပ်ပါအကြံဉာဏ်တောင်းစေခြင်းနဲ့နောက်ဆုံးတစ်ခုအရေးကြီးဆုံးကျွန်တော်တို့ဩစတြေးလျနိုင်ငံလာတာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အခွင့်အရေးမဟုတ်ပါဘူးဩစတြေးလျနိုင်ငံကကျွန်တော်တို့ကိုတနာလို့ဒီဗီဇာတွေထုတ်ပေးပြီးမှဒီကိုလာမှဖြစ်တဲ့အတွက်ကြောင့်မလို့ဩစတြေးလျနိုင်ငံရဲ့ဥပဒေကိုကျွန်တော်တို့ကောင်းမွန်စွာနဲ့လိုက်လျှောက်လိုက်နာကျင့်သုံးဖို့လိုပါတယ်မတိလူများကိုလည်းဥပဒေလိုက်နာဖို့ရန်အတွက်ပြောဖို့ရန်အတွက်ကျွန်တော်အားလုံးမှာတာဝန်ရှိပါတယ်ဒီတော့ကြောင့်မလို့ဩစတြေးလျနိုင်ငံကိုလာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကဩစတြေးလျနိုင်ငံရဲ့ဥပဒေလိုက်လျှောက်ဖို့အဆင်သင့်ဖြစ်ပါရဲ့လားအပေါ်ကကျွန်တော်ခုနဖော်ပြတဲ့အချက်10ချက်ကိုကျွန်တော်တို့ကောင်းမွန်စွာနဲ့တိထားတဲ့အရာဖြစ်တယ်ပြင်ဆင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလာတဲ့ခါမှာတခါတလေဒီအရာကျွန်တော်မသိလိုက်ဘူးဒီလိုကြီးလားဆိုပြီးကျွန်တော် shock မတင်သွားအောင်ကြိုတင်ပြမပြင်ဆင်နိုင်ဖွင့်အတွက်ကျွန်တော်အတွေ့အကြုံရတော့လကောင်းကျွန်တော်လေးလာတော့မှတ်မိတော့ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံကိုလာချင်တဲ့ပုဂ္ဂိုလ်များလာနိုင်ကြပါစေ။လာတဲ့ခါမှာလည်းအရောက်တိုင်းလည်းဒီမှာအဆင်ပြေချုံမိတ်စွာနဲ့အချီချနေထိုင်နိုင်ကြပါစေ။